ထမဇောစေရနာကုသိုလ်ကံကြောင့်ကြာရောက်လက်တန်းဖြစ်တဲ့ကိုတွင်ကိုပအန္တရာယ်တွေဘေးတွေကင်းကြပါစေကောင်းကျိုးမင်္ဂလာချမ်းသာဒုက္ခနဲ့ပြည့်စုံကြပါစေမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ထိပေါက်မြောက်ပြီးတော့ခရီးရောက်ကြပါစေကဲဘုံကတော့ထုံးစံအတိုင်းပဲအခြေခံပေါ့နော်အခြေခံတရားဆရာတော်ကြီးရှင်းပြတာတော့ဘယ်ရောက်သွားပြီဒီနေ့တမ္မာဒိဋ္ဌိ5မျိုးဟုတ်လားတမ္မာဒိဋ္ဌိဆရာတော်ကြီးကတော့တော်နဲ့သူအစီအစဉ်အတိုင်းရှင်းပြပြီးတော့တရားပတ်လဲသွားအောင်ရှင်းမြင်ပါလိမ့်မယ်ဘုံကတော့အခြေခံမူလနှစ်ဖြာပဲပေါ့ဟုတ်လားသူတော်ကောင်းတို့အခြေခံကလည်းပဲအရေးကြီးတယ်နော်ဘုံကအခြေခံဖောင်ဒေးရှင်းလေးချပေးဆရာတော်ဘုရားကြီးကနော်အပေါ်ပိုင်းလေးရှင်းပေးဒါဆိုအဆင်ပြေပါတယ်ကဲဒါဖြင့်ရင်ပူဇော်နေကြဟုတ်လားတရားတော်ဖြစ်တဲ့မူလနှစ်ဖြာတစ္ဆာနှစ်ခုတစ်ခေါက်ပူဇော်ကြအောင်မူလနှစ်ဖြာတစ္ဆာနှစ်ခုလေးခုအလွာအင်္ဂါ12ပါးတရားကိုများနေ3ပါးအစနေယမူလဝေတုံဝနေကာလတုံပြာ820ဤရှိသွဲကိုဣဇေအာတိသံဃာမလွယ်ကြောင်းသည်အဝိဇ္ဇာနှင့်တဏှာရင်ကံဥပါဒံကံကြောင့်ယုံနံပေါ်မြို့မအပင်အမြင်မပြဆက်စတိဟံကံကြောင့်နာယုကြောင့်ကံအဖန်ဖန်ဖြစ်ပြနိအလျောပြမတကြစသည်များကစီရင်ဖန်ဆင်းအကြောင်းရင်းကြောင့်လူနာများစွာတတဝါတို့ဖြစ်လာရမို့မဟုတ်ဟုဉာဏ်ဖြင့်ရှုရမျောမူလနှစ်ပြဆိုပြီးမူလနှစ်ပြဆိုတာဝိဇ္ဇာနိတနာသစ္စာနှစ်ခုဆိုတာသမုဒယသစ္စာဒုက္ခသစ္စာဒိဋ္ဌိသစ္စာဒုက္ခသစ္စာဒီဝတ္တဝါဆိုတာအေကြောင့်တဝါသစ္ဆုတ်ကံကျိုးတဝါသစ္ဆုတ်ကံကြောင့်တဝါနာကံကျိုးတဝါဧကသစ္စာဆိုတာဝိဇ္ဇာ
ဤရှိသွဲမဟုတ်တဲ့ဘူးအသွဲရှိသွဲဆိုတာမူလနှပြကတတွဲသစ္စာနှစ်ခုကတတွဲပေါင်းလိုက်တော့အလွယ်ကျက်မှဒီစေအာဒီတန္တရာမလွယ်ကြောင်းဒီဘယ်သူတော်ကောင်းတို့မူလနှစ်ပြားဆိုတာဘာနဲ့ပါကဲအတိတ်မူလဘယ်ကစဒီအဝိဇ္ဇာကစလို့တဲ့အတိတ်မူလအကြောင်းခံပြီးတော့သူတော်ကောင်းတို့ဘုံဘုံတို့တထွေကံတယ်ပြုလုပ်တော့သူတော်တို့ဘုံဘုံတို့ပြုလုပ်တဲ့ကံကတခြားလားလူပြည်ရောက်ကြောင်းကံတယ်လားလူပြည်ရောက်ကြောင်းကံတယ်ပါဗျာဘဒုဥစီအဝိဇ္ဇာဥစီပါဗျာဒါကြောင့်မလို့ပါဠိတော်ရွတ်လိုက်ပါအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဟုတ်ပြီဒီတော့ဝိညာဉ်နဲ့တကွာခန္ဓာဘယ်နှပါးရအတိတ်ကအဝိဇ္ဇာသင်္ခါရကပါတိစ္ဆာအခုသူတော်ကောင်းတို့တရားထိုင်ပြီးတော့ဖြေနေရတဲ့ခန္ဓာ၅ပါးကပါတိစ္ဆာအကြောင်းကြောင့်အကြောင်းပေါ်မှာဉာဏ်ချင်းတော့ဘာကိလေသာတိဝိသိကိစ္စကိလေသာတည်တယ်အကြောင်းပေါ်မှာဉာဏ်မချင်းရင်သူတော်ကောင်းတို့ကဒီငါတို့ရဲ့အတိတ်အကြောင်းကဖယားများဖန်ဆင်းပေးလိုက်တာလားဟုတ်လားပြီးတော့ယမကြီးကဖန်ဆင်းပေးလိုက်တာလားလို့သို့လောဘာဖြစ်လဲတန်တရာဝီစီကိစ္စဖြစ်တယ်တဲ့နော်တန်တရာဝီစီကိစ္စအကြောင်းပေါ်မှာမရှင်းလို့ဖြစ်တာဘယ်ပေါ်မှာမရှင်းလို့ဘာကိလေသာဖြစ်ဝိသိကိစ္စကိလေသာဖြစ်တယ်ဝိသိကိစ္စဆိုတာဘာတဲ့လဲတန်တရာဟုတ်လားတိုးလောဟုတ်လားတွေ့ဝေးပြီးတော့မဆုံးဖြတ်နိုင်ဘူးနော်ဘာဖြစ်လို့မဆုံးဖြတ်နိုင်လဲအတိတ်အကြောင်းပေါ်မှာဉာဏ်မရှင်းလို့ဟုတ်လားဘသူဘဝရဲ့အတိတ်အကြောင်းကိုဘဝပြောစမ်းပါဘလူဘဝရဲ့အတိတ်အကြောင်းဘာဖြစ်လို့ဉာဏ်မရှင်းလို့ဘာကိလေသာဖြစ်အခုသူတော်ကောင်းတို့ဉာဏ်ရှင်းလားမရှင်းလားရှင်းသွားတော့ဘာကိလေသာစင်ဟောကြီးစံပရိစ္ဆာသုံးပါးတရားဝနာတာခဏလေးပဲဒါသေးတယ်ဘာကိလေသာတည်သွားပြီအဲ့ဒီဝိသိကိစ္စကိလေသာဘာမျိုးစိအမေအဲ့ဒါထက်ခက်ချမ်းချမ်းပြောကြည့်လိုက်ဘုဂုဆိုတော့ဘုရားကြီးပြောတယ်ငရဲမျိုးစိဘာမျိုးစိငရဲကြရှင်လားမကြရှင်ဘာမျိုးစိကိုတတ်ရမယ်အပေမျိုးစိနော်ငရဲမျိုးစိကိုတတ်ရမယ်ငရဲမကြရှင်ဘာမျိုးစိတတ်ရမယ်သူကငရဲမျိုးစိတစ်ခုတည်းလားပြီးတော့တရိစ္ဆာန်မျိုးစေ့လည်းဖြစ်တယ်။ဘာမျိုးစေ့လည်းဖြစ်တရိစ္ဆာန်ကောင်းတယ်ဖြစ်ရှင်လားအဲ့ဒါဆိုရင်ဘာတတ်ရမလဲတရိစ္ဆာန်မျိုးစေ့ကဘသူအဆင့်ကြောပြီးဖြစ်ရတယ်တော်တဲ့တူတယ်ဟုတ်လားကဲဘာမျိုးစေ့ကိုတတ်ရမလဲတရိစ္ဆာန်မျိုးစေ့ကဘာတဲ့လဲဝိသိကိစ္စကိလေသာတဲ့နော်နောက်သူတော်ကောင်းတော့ငရဲဆိုတာမဆင်းရဘူးလားဆင်းရပါဘူးအမလေးဓာနဲ့ခုတ်ဒုံနဲ့ထိုးမိနဲ့ရှုဟုတ်လားခေါင်းဖြတ်ပြစ်ခေါင်းစားထိုးပြန်ဆက်လာပဲငိုလို့အော်လို့နော်ဓာနဲ့ထိုးဟုတ်လားလက်ဖြတ်ပလိုက်လက်ပြန်ဆက်လာပဲပြန်ပေါ်လာပြန်ပြီဟုတ်လားကိုယ်နှစ်ပိုင်းပလိုက်ပြန်ဆက်နေပြန်ပြီနော်အဲ့ဒါလို့ငရဲမှာရှမ်းတာဆိုတာတစ်စက်မှမရှိဘူးနိအရာတဲ့အရာရှမ်းတာဆိုတာနိလုံးဝကင်းကွာနေတယ်ငရဲတဲ့ကြောက်ဖို့မကောင်းဘူးလားအမလေးဗိုက်စားရင်ဘာစားရတန်တူခဲတယ်
ရေနီးပြီးတော့ပါးစပ်ကစားရမလေးဥပဥသိမ့်တွေလောင်းပြီးတော့ခါတဲ့ကိုအောက်ဒွားရပေါက်တွေကထွက်သွားတာတဲ့နော်ကြောက်เสียကောင်းလိုက်တာအဲ့ဒါလို့ဆင်းရဲကြီးတယ်လို့ဘုရားဟောတာနော်ပြီးတော့ငရဲပြီးတော့ဗါတဲ့တရိစ္ဆာန်ဆိုတာမမြင်ရဘူးလားမြင်နေရတာလားကြီးနိုင်ကြောက်เสียမကောင်းဘူးလားအမလေးသူတော်ကောင်းတော့ခွေးလေးခွေးလွင်ပဲကြီးဆောင်ရသည်အေးပြန်တော့ဘ누구ကဆောင်းချုံပေးအမေသူတို့ကဆောင်းချုံပေးတဲ့အတိုင်းပဲဘာမှမပြောဘူးဟုတ်လားအေးနွားတွေရှိတယ်အေးပြန်တော့ဘ누구ကဆောင်းချုံပေးပူပြန်တော့လေအဲ့ဒီခွေးလေးခွေးလင်ကိုဘ누구ကရေချိုးပေးတော်တယ်မှာရေတွေငါပြီးတော့ရေကလေးနည်းနည်းသွားတော့ပြန်မိချောင်းကကိုက်လို့ကြားကစားလို့တရိစ္ဆာန်ဘဝဆင်းရဲဆိုတာကြောက်เสียမကောင်းဘူးလားတရိစ္ဆာန်ဖြစ်တယ်ဆိုတာအလကားတတ်ဖြစ်တာလားမျိုးစေ့ကြောင့်ဖြစ်တာလားမျိုးစေ့ကြောင့်ဖြစ်တာပါတရိစ္ဆာန်မျိုးစေ့ကဘာတဲ့လေဝိစီကိစ္စကိလေသာသူကလေမျိုးစေ့တစ်ခုနော်ပြိတ္တာတဲ့ပြိတ္တာဆိုတာသူတော်ကောင်းတို့ချမ်းချမ်းသာသာစားရတာလားအငတ်ငတ်ပြတ်ပြတ်ဖြစ်နေတာလားအဲ့ဒီပြိတ္တာဆိုတာကလေဖြစ်ခြင်းလို့ဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းကဘာတဲ့လေအဲ့ဒါသူရဲ့မျိုးစေ့ပဲတဲ့နော်နောက်အတုရကယ်လို့တစ်မျိုးရှိတယ်တဲ့ဘာတဲ့လေအတုရကယ်ဆိုတာနားလေလားဘာတဲ့လေဘယ်လိုလဲနေဆိုင်ကြခံလို့ရှိသလိုအဲ့ဒီအတုရကယ်ဆိုတာဒီလိုလေးရှိတယ်ဒီကြောင်းဆောင်အဆောက်လောက်ရှိတာတဲ့ဒီအဆောက်လောက်ရုံအဆောက်လောက်ရှိတာတဲ့အဲ့လောက်ကြည့်ပြီးတော့ပစားကအနဖာပေါက်လောက်စားလို့ဝပါမလားရေတောက်လို့ပေါ့အဲ့ဒါဆင်းရဲတယ်ဝမ်းကောင်းတဲ့မိလောင်ပြီးတော့ဆင်းရဲဟုတ်လားဗိုက်စားပြီးတော့ဒုက္ခဖြစ်နေတာအဲ့ဒါပါတဲ့လေအလကားဖြစ်တာလားမျိုးစေ့ကြောင့်လားအဲ့ဒီမျိုးစေ့ကပါတဲ့လေဝိသိကိစ္စကိလေသာတဲ့ဒါကြောင့်မလို့ပရိစ္ဆာသုံးပါအကြောင်းပေါ်မှာဉာဏ်ရှင်းတော့ဘာကိလေသာသိအဲ့ဒါသူတော်ကောင်းတို့တကယ်ကိုအပွားနဲ့တည်တာလားအတိနဲ့တည်တာလားပွားပြီးတော့အားထုတ်လို့တည်တာလားအတိလေးနဲ့တည်တာလားညာတပရိညာလောက်နဲ့ပဲတည်တာပါဒါဖြင့်အတိနဲ့တည်တာကတဆင်းအပွားနဲ့တည်အောင်တခြားလားတတ်ရမှာလားဒါကြောင့်မလို့အကြောင်းတရားပေါ်မှာဉာဏ်ချင်းတော့ဘာကိလေသာသိဒီတော့အဝိဇ္ဇာကပုဂ္ဂိုလ်တ attva လားဓမ္မလားသင်္ခါရကလည်းပုဂ္ဂိုလ်တ attva လားဓမ္မလားပုဂ္ဂိုလ်တ attva မပါဘူးနော်အဲ့ဒီဓမ္မနှစ်ခုကကျေစုပြုလိုက်လို့သင်္ခါရပစ္စယဝိညာဏဆိုတော့ခန္ဓာ၅ပါးယုတ်တရားနံတရားတဲ့ဟုတ်လားခန္ဓာ၅ပါးယုတ်တရားနံတရားမှာပုဂ္ဂိုလ်ပါလားတ attva ပါလားမောင်းဖြူမောင်းနေဆိုတာပါလားဘာနဲ့ပါပေါက်ပြန်နေတာကသိနေတာကဖောက်ပြန်နေတာကသိနေတာကမသိတာကလောက်ပြန်ပြီမသိတာကယုတ်တရားသိတာကနံတရားဟုတ်တာဟုတ်လားအဝိဇ္ဇာကြီးရောက်မသွားနဲ့ဟုတ်လားဒီသူတော်ကောင်းတွေကလည်းဟုတ်လားကဲဒါကြောင့်မသိတာကသိတာကအနာရမဏတဲ့သူကမသိဘူးတဲ့ရုပ်တရားနော်နာတရားကတော့အာရမဏတဲ့သိတဲ့တရားတဲ့နော်ဒါကြောင့်မလို့ရုပ်နဲ့နာပဲရှိတယ်မဟုတ်လားပုဂ္ဂိုလ်တရားဆိုတာအဲ့ဒါဘာနဲ့ကြည်တာဒီပဂရိဒီအသားမျက်လုံးနဲ့ကြည့်ရင်တော့ပုဂ္ဂိုလ်တရားမရှိဘူးလားအဲ့ဒါကပြောဖို့ဆိုဖို့နေထိုင်ဖို့ဆက်ဆံဖို့နော်ဒါတော့ဒါလည်းကြည့်ရမှာနော်အဲ့တော့ဉာဏ်နဲ့ကြည့်လိုက်တော့နိဗ္ဗာန်ရခြင်းလို့သူတော်ကောင်းတို့မဲ့ဉာဏ်ဖွဉာဏ်ရခြင်းလို့ဉာဏ်နဲ့ကြည့်လိုက်တော့သူတော်ကောင်းတို့ပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမသားသမီးဆွေမျိုးဇနီးခင်မွန်းရှိလားမရှိလားဘာနဲ့ဘာပဲရှိ
ဒီယုတ်တရားနံတရားခန္ဓာ၅ပါးဟာအကျိုးအကြောင်းတရားလားအကျိုးတရားလားအေးအကျိုးတရားယုတ်နံပဲရှိတယ်လို့သိတော့ဘာဒိဋ္ဌိပြုတ်အေးအဲ့ဒါထင်ရှားရှိတဲ့တရားကိုတန်တောကာယောတက်ကာယောတန်တောပရမတ္ထအဖြစ်ဉာဏ်နဲ့ကြည့်မယ်ဆိုရင်ယုတ်တရားနံတရားထင်ရှားရှိတဲ့ကာယောယုတ်နံအပေါင်းတဲ့နော်ယုတ်နံနဲ့အပေါင်းအဲ့ဒါဘာလို့ခေါ်လဲဆိုခန္ဓာလို့ခေါ်တာပေါ့ပြန်ရှုံးလိုက်တော့ဘာနဲ့ပါယုတ်တရားနဲ့နံတရားအကြောင်းတရားကြောင့်အကြောင်းတရားပေါ်မှာဉာဏ်ရှင်းတော့ဘာကိလေသာတိအကျိုးတရားပေါ်မှာဉာဏ်ရှင်းတော့ဘာဒိဋ္ဌိပြုတ်တက္ကာယဒိဋ္ဌိပြုတ်တယ်ဆိုတော့ဒီတက္ကာယဒိဋ္ဌိလေသူတော်ကောင်းတို့တခြားလားငရဲမျိုးစေလားတခြားလားတိရစ္ဆာန်မျိုးစေလားတခြားလားပြိတ္တာမျိုးစေလားတခြားလားအတုရကမျိုးစေလားဒီတော့သူတော်ကောင်းတို့ဒီပဋိစ္စသုံးပါးတရားကိုခန္ဓာညာရောက်သစ္စာဆိုင်အောင်နာမယ်ဆိုလို့ရှိရင်အ ਨੇ ဆုံးညာတပရိညာနဲ့တခြားလားငရဲမျိုးစေ့ကိုဖြုတ်နိုင်တာလားကျေးဇူးမများဘူးလားဒါကြောင့်မလို့ကဲဒီတရားပွဲတွေကိုဆင်းကျင်းပတရားလှူနေကြတဲ့ဝေယဝိဆလောက်ကြတဲ့ပုဂ္ဂိုလ်တွေကျေးဇူးမများဘူးလားသူတော်ကောင်းတို့ကပံပို့ကူညီပေးတဲ့ပုဂ္ဂိုလ်တွေကျေးဇူးမများဘူးလားများလိုက်တာတရားအလှဆိုတာတခြားလားအမတအလှလားအမတဆိုတာတခြားလားနိဗ္ဗာန်အလှလားဒီနိဗ္ဗာန်အလှတော့မြတ်တာဘယ်မှာရှိမတော့ဟုတ်ကဲ့လားဒီခမ်းမအစာအိုလှတာလည်းပဲသူတော်ကောင်းတို့ကျောင်းဆောင်အလှဓမ္မကျောင်းဆောင်အလှပဲဘာအလှလဲပုဂ္ဂိုလ်ကိုလှတာလားဓမ္မကိုလှတာလားဖုံးဖုံးယူသွားတာလားဟိုးပခောက်ပူစရာတော့ယူသွားတာလားဒီခမ်းမအတွက်သူတော်ကောင်းတို့တရားအလှကိုလှူကြတာကိုနော်ဒီတော့သူတော်ကောင်းတို့အပြင်မှာသွားပင်ပန်းတယ်တခါနေပူတယ်နော်မဆိုင်ရမတော့ရပဲဗိုက်ဆလာတာတောင်းမှဒီအခန်းတွေရောက်လာရင်ခဏလေးနားလိုက်ခဏလေးလှဲ့လိုက်ခဏလေးအိတ်လိုက်ရင်အားပြည့်လာတယ်နော်ဒါကြောင့်မလို့အားအင်ကိုလည်းလှူရရောက်တယ်နော်အစင်လှတာကလည်းလှူရရောက်တယ်အတန်ကောင်းတာကလည်းလှူရရောက်တယ်နောက်မျက်လုံးလှတာလည်းလှူရရောက်တယ်နော်နောက်တခါချမ်းသာဒုက္ခကိုလည်းလှူရရောက်တယ်နော်မျက်စိကောင်းတာကိုလည်းလှူရရောက်တယ်အမလေးကျောင်းအလှဆိုတာအခမ်းမဒီအခန်းအလှဆိုတာတရားအခမ်းမအလှဆိုတာမြတ်လိုက်တာဟုတ်လားအများကြီးမလှူနိုင်ပေမဲ့လို့လည်းပဲဥပမာဆိုရပါစေ$2လောက်လှူလဲကျောင်းအလှမဖြစ်သွားဘူးလားတရားအလှလေးတရားချောင်းဆောင်အလှဖြစ်သွားပြီနော်$5လောက်လှူရင်လည်းတရားရောင်းဆောင်အလှပေါ့မမြတ်ဘူးလားမြတ်လားရိုးလှူတာလားညာဥစီလှူတာလားညာဥစီလှူတဲ့ခါကြတော့မတိလို့လှူတာလားတိလို့လှူတာလားမတိလို့လှူလို့ရှိရင်အဝိဇ္ဇာပြည့်စရာသင်္ခါရသစ္စာဖွဲ့လိုက်ဘာသစ္စာသမုဒယသစ္စာတိလို့လှူတယ်ဆိုရင်တိတာကဝိဇ္ဇာနော်ဝိဇ္ဇာညာဥသိပြီးတော့လှူတာနော်ဘဝခန္ဓာဒုက္ခကိုလိုချင်လို့လှူတာလားဘဝခန္ဓာကလွတ်မြောက်ခြင်းလို့လှူတာလားအဲ့ဒါတိလို့လှူတာဘာသစ္စာမေဃသစ္စာယမှာကဘာသစ္စာမတိလို့လှူတာဘာသစ္စာရတာကဘာသစ္စာဘယ်လောက်กว่าသွားလဲအတိလေးတစ်ချက်ကြောင့်မကွာဘူးလားကွာလားဒါကြောင့်မလို့အရာရာမှာတိမှုကတိတ်အရေးကြီးတယ်နော်သူတော်ကောင်းတို့ဒီကဘာကြီးဗာလဲဆွဲအားရှိတယ်ဆိုတာဘသူကမှစမသိခဲ့ကြဘူးနော်ဘလူကစသည်နေယူတန်ဆိုတာမလားသူတော်ကောင်းတို့ပဲတင်ခဲ့ကြတာပေါ့နော်ဘုံဘုံတို့သူတော်ငယ်ငယ်တုန်းကနော်ကဲသူကအတိကလေးဘလောက်အရေးကြီးနော်အဲ့ဒါနဲ့ပတ်သက်လို့အားလုံးသူနောက်လူတွေမသိကြဘူးလားအဲ့ဒါလောကုတ္တရာအကြောင်းလားလောကီအကြောင်းလားအဲ့ဒါသိလို့သန္တရာကလွတ်ပါမလားအခုဒီအတိဥသိပြီးတော့ဒီအလှဟာဘာကလွတ်ဖို့အလှသန္တရာကလွတ်ဖို့အလှမသိရင်တပတ်ပတ်တီတော့ပြဟုတ်လားမသိရင်ပရိစ္ဆာသုံးကတပတ်ပြီးတပတ်ပတ်ပြီးတော့မလဲဘူးလားသိတော့လေဘာနဲ့ဖြတ်မယ်
ညာနဲ့ဖြတ်မယ်တဲ့နော်ကဲဒီတော့သူတော်ကောင်းတို့အတိတ်အဝိဇ္ဇာမူလကြောင့်ဟိုပိဿုပံမှာခန္ဓာဘယ်နှပါးရနေအကြောင်းတရားပေါ်မှာဉာဏ်ရှင်းတို့ဘာကိလေသာတည်အကျိုးတရားပေါ်မှာဉာဏ်ရှင်းတို့ဘာဒိဋ္ဌိပြုတ်ဒီဒိဋ္ဌိဝိသိကိစ္စဆိုတာတခြားမျိုးစေလားတဲ့ငရဲမျိုးစေလားတခြားမျိုးစေလားတိရစ္ဆာန်မျိုးစေလားတခြားမျိုးစေလားပြိတ္တာမျိုးစေလားတခြားမျိုးစေလားတဲ့အတုရကယ်မျိုးစေလားတတန္တရာလုံးကဒီလိုအတိညာနဲ့တောင်မှမဖြတ်နိုင်လို့တန္တရာလဲလာခဲ့တာဘယ်လောက်ရှိခဲ့ပြီလဲမရေတွက်နိုင်ဘူးတဲ့မရေတွက်နိုင်ဘူးနော်ဒီတော့တန္တရာဓလောက်ရှိခဲ့တဲ့တန္တရာမှာသူတော်ကောင်းတို့စဉ်းစားကြည့်ဒုက္ခတိဘဝမှာလဲခဲ့တာနဲ့ဒုက္ခတိဘဝမှာလဲခဲ့တာဘယ်ကပေါ်များလဲဘာဖြစ်လို့လဲဆိုတော့ကိုယ်စိတ်ကိုပြန်စိတ်ကြည့်လိုက်လေဟုတ်လား24နာရီမှာဘယ်နှနာရီအဲ့8နာရီထားလိုက်ကျန်တဲ့နာရီနိုးတဲ့နာရီပြန်နှုတ်ပလိုက်ဘယ်နှနာရီအဲ့16နာရီမှာသူတော်ကောင်းတို့ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ဘယ်ကများဒီတော့တန္တရာမှာလဲခဲ့တာလေဒုက္ခတိဘဝနဲ့ဒုက္ခတိဘဝဘယ်ကများမယ်အဲ့ဒီဒုက္ခတိဘဝမှာမျက်ရည်နဲ့မျက်ခွက်နော်အစင်းရဲ့ခံပြီးတော့လဲခဲ့ရတဲ့ဘဝတည်းတဲ့အဲ့ဒါတွေမမြင်အောင်မသိအောင်ဘယ်သူကဖုံးလိုက်ဒုက္ခတိဘဝခဏလေးရောက်တော့မှကုသိုလ်သတိမရအတိတ်တန္တရာကိုလည်းပြန်ပြီးတော့မမှတ်နိုင်ဟုတ်လားဒီတော့သူတော်ကောင်းတို့ကိလေသာကချောတဲ့အပျော်နဲ့ဟုတ်လားတဏှာကချောတဲ့အပျော်နဲ့ပျော်ပြီးတော့နေတယ်ဟုတ်လားအဲကြောင့်မလို့မသိတာကဘာလဲမသိလို့ပျော်နေတာကအဲ့ဒါဘာမူလပရိစ္ဆသုံးပါးရဲ့မူလပဲဟုတ်လားမူလဘယ်နှခုဒါကြောင့်မလို့သူတော်ကောင်းတို့အဲ့ဒါလို့အတိတ်တန္တရာဘဝကကိလေသာတွေဘလောက်ပဲများသည်ဖြစ်စေဘလောက်ပဲဖြတ်တန်းလာသည်ဖြစ်စေမြတ်စွာဘုရားရဲ့တရားကသိကောင်းတယ်ဒါကြောင့်မလို့မဟုတ်ဆိုတော့ဘုရားကြီးပြောတယ်ဘာဖြစ်လဲစားတရက်နဲ့ဘာပြောလဲဟုတ်လားသူတော်ကောင်းတို့ဘလောက်ပဲအကုသိုလ်များပါစေတဲ့ဟုတ်လားတရားအားထုတ်လို့အစဉ်ပြေသွားရင်စားတရက်နဲ့ဟုတ်လားဒီကိလေသာကိုဟုတ်လားဖယ်ရှားနိုင်တယ်တဲ့ပြောင်းစင်အောင်လုပ်နိုင်ပါတယ်တဲ့သူတော်ကောင်းတို့နော်ဟုတ်လားအတိတ်အကုသိုလ်တွေဘလောက်ပဲများဟုတ်လားတရားအားထုတ်ရင်ဒီဘဝဒီအကုသိုလ်တွေကိုညာနဲ့မချေနိုင်ဘူးလားမဖြတ်နိုင်ဘူးလားသို့တော့ကိုကတရားမှန်အားထုတ်ဖို့လိုတယ်နော်ကိုကတရားအမထုတ်ရင်တော့ခြေဖြတ်နိုင်ပါမလားသို့တော်လည်းပဲဒီမြတ်စွာဘုရားရဲ့နီလန်းဟာတိတ်ပြီးတော့ကောင်းတဲ့အတွက်သူတော်ကောင်းတို့အင်မတန်မှတော့သူတော်ကောင်းတို့ဘုံဘုံတို့အတွက်တန္တရာဝတ္တုခကျွတ်ဖို့ရအကြောင်းကတော့အားကြီးတဲ့အကြောင်းဖြစ်ပါတယ်တဲ့နော်ဒါကြောင့်မလို့ကိုတတ်နိုင်တဲ့လောက်ကြိုးစားပြီးတော့တရားဓမ္မတွေကိုဗာလဲနာရမယ်အားထုတ်ရမယ်နော်မကြိုးစားသင့်ဘူးလားကြိုးစားသင့်တာလားဒါဖြစ်ရင်သူတော်ကောင်းတို့ကိုပြောနေတာမူလနှစ်ဖြာဘာနှစ်ဖြာတော့ပြီးကိုမပြီးနိုင်ဘူးဟုတ်လားမူလနှစ်ဖြာမတက်နိုင်ဘူးနော်ဒါဖြင့်အတိတ်အဝိဇ္ဇာမူလကြောင့်ပိဿုပံမှာခန္ဓာဘယ်နှပါးရဒီခန္ဓာ၅ပါးကိုလည်းပုဂ္ဂိုလ်သတ္တဝါယောက်ျားမိမှထင်ပြီးတော့ခန္ဓာ၅ပါးမှန်လည်းမတည်ဘူးတင်လည်းမတင်ဟုတ်လားနားလည်းအောင်လည်းမလေ့လားစားလည်းမဖတ်ဟုတ်လားအဲ့ဒါလိုနေတဲ့ပုဂ္ဂိုလ်ဟာဒီခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့သိနိုင်ပါမလားမသိနိုင်ရင်ဒီခန္ဓာ၅ပါးကိုငါထင်သူထင်သားထင်သမီးထင်အဲ့ဒါလိုထင်တဲ့အခါကျတော့ခင်မင်တဲ့တဏှာကမလာဘူးလားမလားတဏှာလာရင်နောက်ကဥပါဒံကလည်းဥပါဒံလာရင်ကံကလည်းဥပါဒံအစွဲကြောင့်ကံတွေလှုပ်ရပြီလေဟုတ်လားကာယကံတွေဝစီကံတွေမနောကံတွေဘယ်လိုဥစည်းပြီးလှုပ်တာတဏှာဥစည်းပြီးတော့တဏှာပိုင်းအဝိဇ္ဇာလေတဏှာကရှေးကဒီပိဿုပံမှာအဝိဇ္ဇာကနောက်ကသူတို့နှစ်ယောက်ကဘာတဲ့လေတွေးတော့တငယ်ချင်းတွေဟုတ်လားတကယ်ကောတယောက်နဲ့တယောက်တခြားလားအကူကြီးပေးနေတာလားဒါဖြစ်ရင်သူတော်ကောင်းတို့ဒီဘဝမှာ
ဟုတ်လားတဏှာမူလဖြစ်နေတဲ့တရားတွေကိုနံပါတ်3ကွအတွင်းထဲထောက်သစ္စာဖွဲ့ကြည့်လိုက်သမုဒိယဆိုတာချမ်းသာကြောင်းလားဆင်းရဲကြောင်းလားသစ္စာကအမှန်ဒီတော့ဒီသမုဒိယသစ္စာရင်ဝယ်ပိုက်ပြီးတော့တသက်လုံးသူတော်ကောင်းတို့ကဒီလိုကြိုးစားသွားမယ်ဆိုရင်ကာမဘဝပြည့်စရာဇာတိဘာသစ္စာဇာတိရရင်ဒီတိုင်းနေမလားအိုးတိလားမလားအိုးတိကတော့ဘာသစ္စာဒုက္ခဆိုတာကောင်းတဲ့တရားလားဆိုးတဲ့တရားလားလိုချင်စရာရရှင်စရာကောင်းတဲ့တရားလားသူ့ကိုကံထုတ်ပြီးတော့ထွက်သွားတဲ့တရားလားဘယ်ကိုထွက်သွားမလဲနိဗ္ဗာန်သူ့ကိုကံထပ်ကြရမယ်ဉာဏ်ချက်ထောက်နဲ့ကံပြီးတော့နိဗ္ဗာန်ကိုထွက်သွားမယ်တရားအဲ့ဒါကိုကိုကပွေးပိုက်ပြီးတော့နော်အဲ့လိုဆိုလို့ရှိရင်ဩသူတော်ကောင်းတော့မဆိုးရဘူးလားဆိုးရတာလားဩဒါဖြစ်ရင်ပိဿုပံတဏှာမူလကိုတစ္ဆာဖွဲ့တော့ဘာတစ္ဆာအနာဂတ်ရတဲ့ခန္ဓာကိုသစ္စာဖွဲ့တော့ဘာသစ္စာဘာသစ္စာကြောင့်ဘာသစ္စာဖြစ်ဒီသမုဒိယသစ္စာဆိုတာအကြောင်းလားအကျိုးလားဇာတိစတဲ့ဒုက္ခသစ္စာကအကြောင်းဘောမဉာဏ်ရှင်တော့အကျိုးဘောမဉာဏ်ကိုကရောက်တော့ဒါကြောင့်မလို့အလုံးအကြောင်းနဲ့အကျိုးပဲမဟုတ်လားတန္တရာမှာအကြောင်းဖြစ်လိုက်ဟုတ်လားအကျိုးပေါ်လိုက်အကြောင်းအကျိုးဖြစ်လိုက်နော်အကျိုးဘောကအကျိုးဘောအကြောင်းတစ်ခါပြန်ကြိုးစားလိုက်ဟုတ်လားဒီအကြောင်းအကျိုးဖြစ်လိုက်ဒီလိုပဲလဲနေတာမဟုတ်လားကဲဒီပရိစ္ဆာနှုတ်မှာတန္တရာ7ကိုဖြတ်ခြင်းတယ်ဆိုလို့ရှိရင်သူတော်ကောင်းတို့ဘယ်အကွက်မှာဖြတ်မယ်နှစ်အကွက်ခန္ဓာမှာတခြားလားညံသွင်းရမှာလားညံသွင်းရမယ်ဆိုတော့ဆရာဘုရားကြီးကဗာလဲခေါင်းကတမ္မာဒိဋ္ဌိ5မျိုးတဲ့ပြောခဲ့တယ်မဟုတ်လားမှတ်မိလားနံပါတ်1ဘာတမ္မာဒိဋ္ဌိနံပါတ်2နံပါတ်3နံပါတ်4ရောက်တောင်းဟုတ်လားခုနကပဲဟောတာတဲ့မဲ့တမ္မာဒိဋ္ဌိနံပါတ်5ဟုတ်တာပေါ့ဟုတ်လားကံအေးကျိုးတရားကိုအခြေခံရမယ်နော်အဲ့ဒါကိုယုံကြည်တာနံပါတ်1တမ္မာဒိဋ္ဌိပဲနော်အဲ့ဒီကံအေးကျိုးယုံကြည်မှုနဲ့တရားထိုင်လိုက်တော့သူတော်ကောင်းရဲ့စိတ်တွေငြိမ်ပြီးတော့ကိလေသာတွေကိုတည်ငါဖယ်ရှားပြီးတော့နေနိုင်တာဘာတမ္မာဒိဋ္ဌိဇာနတမ္မာဒိဋ္ဌိဒီဇာနတမ္မာဒိဋ္ဌိဟာဒီကိလေသာတွေကိုတည်ငါဖယ်ရှားနိုင်တာကိလေသာတွေကိုမောင်းထုတ်နိုင်တာအဲ့ဒါငြိမ်သွားတာဇာနတမ္မာဒိဋ္ဌိပဲနော်ဒီတော့ဒီဇာနတမ္မာဒိဋ္ဌိဟာဒီတမကတိဘူးမြေချို့မိုးပြန်နေပေမဲ့စိတ်ချရလားသူတော်တို့ကြားဘူးတယ်ဗါလေဖရာအလောင်းမုဒုလက္ခဏာဇတ်လားဟုတ်လားသူတော်ကြားဘူးတယ်မဟုတ်လားမြေချို့မိုးပြန်ကောင်းကင်ကအဘိညာဇန်တကုနဲ့ဆွမ်းကန်ကြွလာတဲ့ဖရာအလောင်းယတိကဲမုဒုလက္ခဏာနဲ့တွေ့တော့ဘာဖြစ်သွားနေဇန်ချော့သွားနော်အဲ့ဒီဇန်ကစိတ်ချရလားကိုယ်ရောကာယဖြစ်ကြတယ်နော်မတန်မျက်စိပြက်မျက်နှာပြက်เสียကောင်းတယ်တခြားကြောင့်လားကိလေသာကြောင့်လားဇာနဲ့တတ္တကစိတ်ချလားမချဘူးဒါကြောင့်မလို့ကဲမျက်နှိုးเสียကောင်းမကောင်းဆိုတော့ဘုရားကြီးကပြောခဲ့တယ်မဟုတ်လားဒီဇန်တရားဟာမခိုင်ဘူးနော်ဒါကြောင့်မလို့အဲ့ဒီဇန်ရထားတဲ့ဇန်ကိုဖဲပြီးတော့ဘာကိုပြန်ကြည့်ရမလဲရုပ်တရားနာမ်တရားခန္ဓာတရားမြဲလားမမြဲလားပြန်ကြည့်လိုက်တဲ့အခါမြဲတာတွေ့မလားမမြဲတာတွေ့မလားမမြဲတာတွေ့ပြီဆိုရင်ဘာတမ္မာဒိဋ္ဌိမေးနေပြန်ပြီဝိပဿနာတမ္မာဒိဋ္ဌိရုပ်ဖြစ်ပြနာမ်ဖြစ်ပြကိုမြင်ရတာဘာတမ္မာဒိဋ္ဌိဝိပဿနာတမ္မာဒိဋ္ဌိကိုထပ်တလဲလဲခတ်စိတ်ကြည့်မယ်ဆိုရင်အဲ့ဒီဝိပဿနာတမ္မာဒိဋ္ဌိကိုကြည့်ရင်နဲ့ဝိပဿနာဉာဏ်နဲ့ယဉ်လာလို့ရှိရင်သူတော်ကောင်းတို့ဒိဋ္ဌိလေကွာယုံနာဖြစ်ပြလေမြင်ယုံနာဖြစ်ပြမြင်တာတည်းမှယဉ်လာပြီနော်ယဉ်လာပြီအိန္ဒြေထိုက်လာပြီတတ္တိန္ဒြေဝိရိယန္ဒြေတရိန္ဒြေပြင်းန္ဒြေအိန္ဒြေတွေရင့်ကျက်လာပြီတတ္တိန္ဒြေဆိုတာစိုးမိုးသွားတာတရားတရားစိုးမိုးသွားတာနောက်မဆုတ်ချင်ဘူးရှက်တခါအဲ့ဒီတရားအားထုတ်ရတာကိုနောက်မဆုတ်ချင်ဘူးယုံကြည်ရက်တယ်မတန်ပြင်းလာတယ်
စိုးမိုးသွားပြီဘာလဲဣန္ဒြေလေတတ္တိန္ဒြေယုံကြည်ချက်စိုးမိုးသွားပြီဆိုတာဒါလုတ်ကိုလုတ်ရမယ်အလုပ်ချောလို့မရဘူးဇွဲနှစ်ပဲပို့ပြီးတော့တက်လာတယ်ဝိရိယလည်းစိုးမိုးသွားပြီဟောဝင်ပြဟုတ်လားတဏှာကြီးထိုင်လို့အားမရတော့ဘူးဟုတ်လားဘယ်နာကြီးထိုင်မယ်ဟုတ်လားတခါကြီးဝင်မြေတဏှာကြီးထိုင်လို့အားမရတော့ဟုတ်လားမျိုးမကျော်နောက်ဖက်ရောက်နေဘုန်းက online မှာတရားဟောတော့မျိုးမကျော်တော့ခေါ်တယ်တဲ့ဆရာတော်ကအဲ့မျိုးမကျော်ပဲမှာတော့သူ့ရုံလေးမပြဘူးတဲ့ဆရာတော်ဟုတ်လားသူကဝေယဝိဇ္ဇခေါင်းဆောင်တော့ဒီမှာဝေယဝိဇ္ဇလုံးတာသူကအိုးတော်ဝိရိယခေါင်းတယ်သူပဲအလုံးဆက်ဆက်ရလေဇနိတကြဟုတ်လားသူပဲတခါတည်းအလုံးအခြေခံအစားအလုံးသူ့မှာဇေယျတွေဆွဲပြီးတော့သူလုံနေတာနော်ဟုတ်လားအင်မတန်မှကျေးဇူးတင်ဖို့ကောင်းတယ်သူကနော်မေတ္တာလေးပို့ပေးကြတရားပဲရောက်သွားပြီတော့ဝိရိယိန္ဒြေနော်ပြီးတော့ဗာလဲဝိရိယတဲ့ထက်တန်လာတာနဲ့အများဘာဖြစ်လာလဲတတိန္ဒြေနော်တတိန္ဒြေတတိတွေအားကောင်းလာပြီတတိတွေမလွတ်တော့ဘူးဟုတ်လားငါကတတိမေ့သွားတာမမေ့တော့ဘူးနော်တတိန္ဒြေဟုတ်လားဣန္ဒြေဘယ်နှမျိုးရှိလဲပြောကြည့်အောင်တတိန္ဒြေပြီးတော့သမာဓိန္ဒြေသမာဓိကလည်းဘလောက်တောင်အားကောင်းလဲဆိုတော့သူတော်ကောင်းတော့မိုးချိုးပြစ်တာတော့ခရုမဆိုင်တော့ဘူးကိုယ့်ရဲ့ယုံနာဖြစ်ပျက်ကိုဒလဆက်ကြည့်နေတာဟုတ်လားဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်တခါဒလဆက်ကြည့်နေတာဟုတ်လားဒလဆက်ကြည့်ဖို့အတွက်ဗာလဲသမာဓိကအဲ့လောက်တောင်စိုးမိုးသွားပြီနော်ပြီးရင်ဗာလဲပြဉ္ဉ္ဒြေအထက်ဆုံးပဲပညာဆိုတာသူတော်ကောင်းတို့ဘာနဲ့တူလဲဓာတ်နဲ့တူတာဘာနဲ့တူတာအေးစရောဖျားကြီးပြောခဲ့မလားဘာလဲခယန်းတိကဘိန်ကဲခယန်းတိတောင်လှီးလို့အေးအဲ့လိုပြဟုတ်လားပြင်းငိမ့်တယ်ဆိုတာဟုတ်လားအင်မတန်ထက်တောင်တွေးထားတဲ့ဓာတ်လို့ပဲနော်တစ်ချက်တည်းပဲဖြတ်ပလိုက်အဲ့ဒီပြင်းငိမ့်တယ်ထက်လာပြီဆိုလို့ရှိရင်နောက်ကဣန္ဒြေ၄ပါးကလည်းစိုးမိုးသွားပြင်းငိမ့်တယ်နဲ့ယုံနဲ့ဖြစ်ပျက်ကိုတခါတည်းမုံပြီးတော့ဟုတ်လားဓာတ်တရားတကယ်ဒုက္ခသစ္စာအစစ်ပဲလို့ဆုံးဖြတ်ချက်ချပြီးဖြတ်ပလိုက်တာတိခနဲ့ဆိုရင်ဟုတ်လားကိလေသာစွန့်ဟုတ်လားမဉ္ဇဉ်ပေါ်ကိလေသာစွန့်ဖုန်ဉဏ်ပေါ်နိဗ္ဗာန်မြင်တယ်တဲ့ဟုတ်လားသူတော်ကောင်းတို့အဲဆိုလို့ရှိရင်တမ္မာတိတွေဘယ်နှမျိုးနံပါတ်1နံပါတ်2နံပါတ်3နံပါတ်4နံပါတ်5ဖို့သမာဓိဋ္ဌိနော်ဖလားသမာဓိဋ္ဌိဒါဆိုရင်သောတပန်ဖြစ်ပြီခုနပြောတဲ့အပယ်၄ပါးကိုယ့်အတွက်မဟုတ်တော့ဘူးကိုယ့်အတွက်30ပုံမှာအပယ်၄ပါးနှုတ်ပလိုက်ဘယ်နှပုံပဲကိုယ့်အတွက်ကျန်29ပုံဟုတ်လားဘုံတဲ့များသွားတာလားနည်းသွားတာလားနည်းပါဗျာဒါကြောင့်နှုတ်နိုင်အောင်ကျူးစားမယ်နော်ကဲဒီတော့သူတော်ကောင်းတော့မနေ့ကပြောခဲ့တာဘုန်းကခန္ဓာပဲနှပါဟေးပြောကြည့်အောင်ရူပခန္ဓာကဲရူပခန္ဓာကဘာနဲ့တူလို့ပြောခဲ့တော့ရေမြုပ်နဲ့တူတယ်သူတော်ကောင်းတော့တရားထိုင်တဲ့အခါထိုင်ကြည့်စထိုင်လိုက်တယ်ရှေ့ကထားတဲ့ချက်ထောက်ကများသွားဖြင့်ပိုးပြီးတော့ကျင်းလာတယ်နော်တခါရွာနဲ့ရေမြုပ်လို့ပဲဟုတ်လားပြက်တော့လေဒီလိုပဲပွဲစိတ်အုံကလေးတွေဆင်းသွားသလိုထင်ရတယ်နော်လက်တွေ့အားထုတ်တဲ့သူတွေတော်သိတာလေဒါပေမဲ့တယောက်နဲ့တယောက်တော့တူချင်းမှတူမယ်နော်ပြက်ပုံချင်းတော့တူချင်းမှတူမယ်တိုးတော်လေပြက်တာတော့သိကြတာပဲတရားထိုင်တာများလာယောဂီတွေဣရိယာပုရှိနဲ့ထိုင်နေတာမတွေ့ဘူးလားသူတို့အင်မတန်ညောင်းညာကြိုက်ခဲပြီးတော့မနေနိုင်အောင်ကျင်နိုင်လို့ရှိရင်အဲ့လောက်ထိုင်နိုင်ပါမလားသူတို့ပြက်သွားပြီလေအပြက်မြင်သွားပြီဟုတ်လားအဲဒီဒုက္ခဝေဒနာတွေအင်မတန်တက်တဲ့ဒုက္ခဝေဒနာကြာသွားပြီကြာသွားတော့တဲလိုက်ကြာလိုက်တဲလိုက်ကြာလိုက်သူထိုင်နိုင်သွားပြီနော်အစကတော့မထိုင်နိုင်သေးဘူးမငြိမ်သေးဘူးလေဟုတ်လားလောကမှာအစကဟုတ်လားဣရိယာပုရှိနဲ့သုံးလို့ရဖို့ဆိုတာဖြစ်နိုင်ပါမလားမဖြစ်နိုင်ဘူးဟုတ်လားတောတွေကဆင်းနေတောတွေကဗါလေတောကောင်တရဝါတွေဖမ်းလာလို့ရှိရင်
မြို့တွင်းမှာအသုံးချမယ်ဆိုရင်ချက်ချင်းအသုံးချလို့မရဘူးယဉ်ကြည့်အောင်ဘာလို့လဲလေ့ကျင့်ရတယ်နော်ကဲကာယခန္ဓာကိုလှခြင်းလို့တွန်းဆော့တဲ့လူလေးပဲတရက်တည်းနဲ့ဆော့လို့မရဘူးဟုတ်လားနင်လန်းငါလားနင်ကန်ဆော့လို့လေဟုတ်လားတခါတယောက်ပြောပြတယ်အရှင်ဘုရားတဲ့တပည့်တော်ကဟုတ်လားဗလတဲ့ခန္ဓာကိုနည်းနည်းအရှိုးအစာညီအောင်လို့ကျင်းသွားဆိုတာတဲ့ပြန်လာရင်မျက်နှာတိလိုက်တဲ့ဥစ္စာမျက်နှာကိုလက်နဲ့ပထိတော်ဘူးတဲ့မျက်နှာနဲ့လက်နဲ့ကတထွာလောက်กว่าနေဆိုပြောဟုတ်လားဘာဖြစ်လို့နင်လန်းကလည်းဆော့လိုက်တော့ဘာဖြစ်သွားကိုယ်လက်ခန္ဓာကိုတအားနာပြီးတော့မျက်နှာနဲ့လက်နဲ့မတိတော့ဘူးဟုတ်လားအဲ့ဒါလည်းမလုပ်ရဘူးနော်တရားတည်းနဲ့အပြတ်ချမယ်ဆိုပြီးတော့ဟုတ်လားခန္ဓာကခံနိုင်မှာမလားခန္ဓာအဲ့လိုလည်းမလုပ်နိုင်နော်ကဲဒီတော့တတိထားမယ်ဖြည်းဖြည်းနဲ့ကျင့်ယူရမယ်နော်ဗါတဲ့လေဒါကြောင့်မလို့သူတော်ကောင်းတို့ကဲခုနကဘာဥပမာနဲ့ပြောခဲ့ဘယ်ခန္ဓာကဘာနဲ့တူဖြစ်တာပြန်တော့လေတခါတည်းဒီရွာနဲ့တက်လာတာပဲနော်အဲ့ဒါချက်ထောက်ကတက်လာတာပြောတာပါတခြားနေရာကတမျိုးမျိုးတက်အောင်နော်ခေါင်းကလည်းတမျိုးဟုတ်လားကိုယ်ကလည်းတမျိုးအဲ့လိုအမျိုးမျိုးတက်လာတာပဲဖောက်ပြန်လာတာပဲဒီယုတ်တရားကဖောက်ပြန်တာတခြားလားသူ့အလုပ်လားသူတော်ကောင်းတို့ကဖောက်ပြန်တာကိုညာနဲ့ကြည့်နေဖို့အလုပ်ကဘယ်လိုလုပ်ဖောက်ပြန်တဲ့ခန္ဓာကဖောက်ပြန်တဲ့အလုပ်ကို तू ကလုပ်မယ်သူ့အလုပ်ပဲသူတော်ကောင်းတို့ကညာနဲ့မြင်အောင်ကြည့်ဘာခွာပြီးကြည့်ရမယ်ဒိဋ္ဌိဆိုတာငါကောင်းငါကောင်းဒါငါချစ်ထောက်ငါလက်ဒါမျိုးမထားနဲ့နော်ဒါပါလေဖောက်ပြန်နေတာငါလားယုတ်လားဟုတ်မှချစ်ထောက်ကကျင်နေတယ်ဆိုတာချစ်ထောက်ကကျင်တာလားယုတ်တရားဖောက်ပြန်တာလားဒီကျင်တာချစ်ထောက်လားဖောက်ပြန်တဲ့ယုတ်တရားပဲအဲ့ဒါကိုငါချစ်ထောက်ကကျင်နေဟုတ်ရဲ့လားငါချစ်ထောက်ဟုတ်ရဲ့လားဖောက်ပြန်နေတာငါချစ်ထောက်ရဲ့လားတရွာနဲ့ဖောက်ပြန်နေပါတယ်ရုပ်တရားပဲဟုတ်လားအဲ့ဒါကိုမြင်အောင်ကြည့်ဘာဖယ်လို့ကြည့်ဘာခွာလို့ရှုရမယ်ဒိဋ္ဌိခွာလို့ဟုတ်လားသူတော်ကောင်းတို့ကဟုတ်လားမြန်မာပြန်ပြောလိုက်လေပြီးတာပဲဟုတ်လားငါခွာလို့ရှုငါခွာရမှာဟုတ်တယ်ဒီတော့ဝေဒနာကိုဘာနဲ့ဥပမာပေးရေဘွက်နဲ့ဥပမာပေးတယ်ဘုရားရှင်ကိုရောမြတ်ကြီးကဒီဝေဒနာဟာကံရည်ပြင်မှာဟုတ်လားဂဲလုံးလေးတစ်လုံးထည့်လိုက်တော့နော်ရေဘွက်ကလေးဖြစ်သွားတယ်အဲ့ဒီရေဘွက်ကလေးဟုတ်လားဂဲလုံးကြတဲ့ရေဘွက်နဲ့ကြချင်းအဲ့ဒီရေဘွက်ကဘာဖြစ်သွားဒီတိုင်းနေတာလားမပြတ်သွားဘူးလားဝေဒနာတွေအဲ့လိုပဲဟုတ်လားကြည်နေတဲ့ဟုတ်လားဖြစ်လိုက်ပြဲသွားဟုတ်လားကိုယ်ဒေါသဖြစ်တဲ့စိတ်ကလေးထောက်မနဲ့ဒေါသဖြစ်သွားဒုက္ခဝေဒနာနော်ဒေါမနတဝေဒနာဟုတ်လားဒေါမနတဝေဒနာခန္ဓာပဲဖြစ်နေပြီရှိစမ်းတရားတစုံတယောက်ကိုမကြောက်မနာတာပြောလိုက်လို့ရှိရင်ထောက်မနဲ့ဒေါသဖြစ်သွားဒါဗါလေဒေါမနတဝေဒနာဗါလေဘာခန္ဓာဘာဝေဒနာခန္ဓာဒေါမနတဝေဒနာခန္ဓာနော်ဒေါမနတဝေဒနာခန္ဓာဒီနည်းအားဖြင့်ဒုက္ခဝေဒနာခန္ဓာပဲနော်စိတ်ဒုက္ခပဲနော်အဲ့ဒါကြည့်နေချက်ချင်းပြောက်တယ်လို့ထင်ရသလားအလေးချင်းအားနေချက်ချင်းပြောက်တယ်လို့မထင်ရဘူးသူကမြဲလားမမြဲဘူးလားဒီဒုက္ခဝေဒနာခန္ဓာလို့မြင်အောင်ကြည့်ဒေါမနတဝေဒနာခန္ဓာလို့မြင်အောင်ကြည့်ကြည်ကြည်စားဝေဒနာခန္ဓာတစ်ခုပဲပေါ်လာတယ်ကြည်စားစေရောသွားပြီးပြဲသွားကဲကြာနည်းနည်းလေးကြည့်လိုက်ရင်ဘာဖြစ်သွားမလဲအဲ့ဒီလိုမရှိဘဲနဲ့ဒေါသအလျောက်တုံ့ပြန်လိုက်မယ်ဆိုလို့ရှိရင်ဒိုင်းကလေးဆိုရင်ပြဿနာ16000ဖြစ်သွားပြီနော်ဟုတ်လားမိသားစုနဲ့ပြိုကွဲသွားတာတို့ဟုတ်လားအချုပ်တွေကထိရောက်သွားတာတို့ဒါကြောင့်မလို့အရာမှာကိုကသိခံတဲ့နေရာဘာလို့ရမလဲအလုပ်နေရာမှာလည်းကျေးဇူးမများဘူးလားအလုပ်လုပ်တဲ့နေရာမှာလည်းကဲဒီဥစ္စာကိုရှုမှတ်နိုင်တဲ့အနေအထားနဲ့သိခံပြီးတော့ချုပ်မှတ်လိုက်ရင်နော်ဟုတ်လားရှုမှတ်သိခံနိုင်သလောက်ပေါ့အကြောင်းကျိုးပြဖြည့်ရှင်းတဲ့နာလေဖြည့်ရှင်းရမှာပေါ့တတ်သိခံတယ်လို့မဖြစ်ဘူးဟုတ်လားတရားရှုနေလို့မဖြစ်ဘူးဟုတ်လားသိခံတဲ့နာလည်းမသိခံတရားနဲ့လည်းရှုနော်အဲ့လိုဖြည့်ရှင်းရမှာပဲ
ကဲဒါဖြင့်တင်ညက်ခန္ဓာဘာနဲ့တူဩတန်လျက်ဆိုတာကဲအဝေးကမြင်ရပေမဲ့တကယ်ကြည့်လိုက်တော့အနှစ်ရှိရလားသူတော်ကောင်းတို့လည်းတရားထိုင်တဲ့အခါမှာဟိုဟာပေါ်လာဒီဟာဟိုလာမှတ်ထတာလေးတွေပေါ်လာမြင်ဖူတာလေးတွေပေါ်လာဘာခန္ဓာတင်ညက်ခန္ဓာဟုတ်လားတင်ညက်ခန္ဓာပဲသူကဖော်ပေးတာပဲနော်မြဲလားမမြဲဘူးလားခဏခဏဖော်ပေးတယ်နော်ဖော်ပေးတယ်ဟုတ်လားသူတော်ကောင်းတို့စိုက်ကားဆရာတယောက်ဟုတ်လားကျောင်းတရားမှာဒုံလဘလာဝတ်တယ်တဲ့ဟုတ်လားအဲ့တရားပြလိုက်တဲ့အခါတဏှာကြီးလုံးလုံးတခါကြီးထွက်လေဝင်လေရှုဟုတ်လားဘယ်လဲတမာရိယာလားအရှင်ဘုရားတပည့်တော်တရားစထိုင်ကြတဲ့ထွက်လေဝင်လေနှစ်ချက်သုံးချက်ပဲရှုလိုက်ရတယ်စိုက်ကားဆွဲနေတာတမျိုးလုံးကုန်တယ်ဟုတ်လားသူတော်ကောင်းတော့ဟုတ်လားသူတော်ကောင်းတော့အဲ့လိုတက္ကစီမောင်းတို့စိုက်ကားဆွဲတို့မဆွဲကြနဲ့နော်ဟုတ်လားကိုယ်အလုပ်ခွင်ဟုတ်လားရံဖြစ်လို့ဖြစ်အမျိုးမျိုးဟုတ်လားကဲဒါကြောင့်မို့လို့ကိုယ်ကဲသူတော်ကောင်းတို့ကကဲအဲ့ဒါဘာခန္ဓာသင်္ညက်ခန္ဓာကိုမှတ်ဖူးတာတွေလှုပ်ဖူးတာတွေအကုန်ပြန်ပေါ်လာတယ်နော်သင်္ညက်ခန္ဓာမစိုးဘူးလားစိုးလားအဲ့ဒါအနှိမ့်ရှိလားတဏှာကြီးလုံးလုံးပတ်စင်ဂျာဆွဲတဲ့ဥစ္စာသင်္ညက်ခန္ဓာဘာကြံတော့အထယ်ကောရှိလားအနှိမ့်ကောရှိလားအဲ့လိုတန်လျက်နဲ့တူတယ်တော့နော်သင်္ခါရခန္ဓာသင်္ခါရခန္ဓာမြတ်စွာဘုရားငါပြောတုံးနဲ့တူတယ်တဲ့ဘာနဲ့တူငါပြောတုံးကသူတော်ကောင်းတို့တပတ်ခွာလိုက်အနှိမ့်ရှိမလားနောက်တပတ်ခွာလိုက်နောက်တပတ်ခွာလိုက်သင်္ခါရခန္ဓာလေဒီတိုင်းပဲတဲ့ငါပြောတုံးလက်ပံတုံးလို့ပဲအနှိမ့်မရှိဘူးတဲ့သူတော်ကောင်းတို့နော်သူတော်ကောင်းတို့ကဲကိုကြိုးစားမယ်လို့အာယုံပြုဟုတ်လားတခုခုလိုချင်တယ်လို့အာယုံပြုရချင်တယ်ဖြစ်နေစိတ်အဲ့ဒါတခြားလားသင်္ခါရခန္ဓာလားလိုချင်ထက်ကတလဲလဲဖြစ်နေတာတိုက်တွန်းနေတာဗာလေဝဲမဖြစ်မယ်အခုနှစ်တည်းကူးနေပြီဟုတ်လားကဲ promotion နဲ့ချနေပြီဟုတ်လားကဲ challenger တွေကလည်း message ပို့ပေးနေပြီ email ပို့ပေးနေပြီဝဲမဖြစ်မယ်အဲ့ဒါဘာဖြစ်နေလဲသူကတော့အနှိမ့်ရှိလားပြန်ကြည့်လိုက်ငါပြောတုံလဲပန်တုံလို့ပဲတပတ်ခွာအကာဘာမှမကြံဘူးနော်တိုက်တွန်းနေတဲ့ဥစ္စာတွေဟုတ်လားကဲနောက်ပါလေစိတ်ဆိုတာမျက်လှည့်နဲ့တူတယ်တဲ့မျက်လှည့်ဆရာနဲ့တူတယ်နော်စိတ်ဆိုတာဘာနဲ့တူမမြဲတာလဲမြဲတယ်လို့ထင်တာဟုတ်လားအနှိမ့်မရှိတာလဲရှိတယ်လို့ထင်တာနော်ဒီစိတ်ကလှည့်ထားတာနော်မလဲဘူးလားလှည့်ထားတာလားဝိပန္နတတရား12ပါးနဲ့တောင်လှည့်ထားတာနော်ဒီစိတ်ကဟုတ်လားဝိပန္နတတရား12ပါးအဲ့ဒါဟောရင်တော့တဏှာကြီးကြားတယ်နော်မဟုတ်ဘူးဆိုတော့ဘုရားကြီးဟောတာရှိပါတယ်တဲ့နော်ကဲဒီတော့မျက်လက်ဆရာကသူတော်ကောင်းတို့ဟုတ်လားလက်ကင်ဘွားလဲတစ်ခုကိုပြပြီးတော့ကဲကြည့်ကြစမ်းပါလို့လက်မှာပုတ်ပလိုက်တော့ဂျိုးခန့်ကလေးတစ်ကောင်ဖြစ်သွားတယ်တကယ်ဟုတ်ရဲ့လားဘာလုပ်ထားတာလဲထားတာမြဲလဲနဲ့နော်အဲ့ဒါလဲထားတာမရှိဘူးလားကဲမြေခဲလေးတကယ်ကိုယူလာခဲ့ဒီဖက်လဲနဲ့ဟိုဖက်လဲနည်းနည်းပို့ပလိုက်တော့ဒီမှာရွှေတုံးလေးဖြစ်သွားပြီတခြားလားမျက်စိလှည့်လိုက်တာလားဒီစိတ်ကလည်းသူတော်ကောင်းတို့လှည့်တာပဲသားမဟုတ်တာသားထင်သမီးမဟုတ်တာသမီးထင်ဟုတ်လားခန္ဓာမှလည်းမသိရုပ်မှမသိနာမ်မှမသိဒီကလှည့်ထားတာနော်ဘယ်သူကလှည့်ထားတာစိတ်ကစီစိတ်ကဘာနဲ့တူမျက်လက်ဆရာနဲ့တူတယ်တဲ့သူတော်ကောင်းတို့နော်ဒါဖြင့်မြတ်စွာဘုရားကဒီစိတ်ဟာလည်းပဲတဲ့သူတော်ကောင်းတို့မျက်လက်ဆရာတို့လှည့်ထားတာဟုတ်လားဒါကြောင့်အနိစ္စကိုအနိစ္စလို့မြင်အောင်ကြည့်ဒုက္ခကိုဒုက္ခလို့မြင်အောင်ကြည့်အနတ္တကိုအနတ္တလို့မြင်အောင်ကြည့်ဟုတ်လားဒီစိတ်နဲ့ဟုတ်လားဉာဏ်စိတ်ကလေးနဲ့ကြည့်ရမယ်နော်ဒီစိတ်ကိုလည်းကြည့်ရမှာပဲနော်ဉာဏ်နဲ့ကြည့်ရမှာနော်ဒီစိတ်ကလေးလည်းဖြစ်ပြီးရင်ရုပ်ကလည်းဖြစ်ပြီးရင်ဝေဒနာကလည်းဖြစ်ပြီးရင်ပညာကလည်းဖြစ်ပြီးရင်သင်္ခါရကလည်းဖြစ်ပြီးရင်ခန္ဓာ၅ပါးကလည်းဖြစ်ပြီးရင်ယုံနာ2ပါးကလည်းဖြစ်ပြီးရင်ခန္ဓာယုံနာဖြစ်ဖြစ်ကဘာတစ္ဆာရှုတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာတွေငြိမ့်ပြီးတော့တိမ့်မှာကသစ္စာဘယ်နှပါးဒီသစ္စာ4ပါးနဲ့တွဲပြီးတော့အလုံးမလုပ်ရမှာလားလုပ်ရမှာလား
ဒီတော့ခန္ဓာ၅ပါးပြီးရင်အာယတနာ12ပါးတဲ့အာယတနာဘယ်နှပါးကဲစာရွက်ကလေးလှမ်းပြီးတော့အတွင်းထဲမှာနည်းနည်းကြည့်ဟုတ်လားစာရွက်ကလေးလှမ်းပြီးတော့အတွင်းထဲမှာကြည့်အာယတနာ12ပါးဆိုတဲ့ဥစ္စာဒီမှာရှိတယ်ရေးထားတာနော်သူတော်ကောင်းတို့အာယတနာ12ပါးအခန္ဓာ6ပါးအတိုက်ဓာတ်6ပါးအပွင့်ဓာတ်6ပါးအပွင့်ဓာတ်ထားလိုက်နော်အခန္ဓာ6ပါးကိုပဲအဲ့ဒါအတွင်းအာယတနာ6ပါးလို့ပြောပါတယ်ဘာအာယတနာ6ပါးဒီတော့အတွင်းအာယတနာ6ပါးရှိပါတယ်အာယတနာဆိုတာတန်ត្រာကိုရှက်ထွင်တတ်တဲ့တရားတဲ့ဘာကိုရှက်ထွင်တတ်တဲ့တရားတန်ត្រာရှက်ထွင်တတ်တဲ့တရားအာယတနာဘယ်နှပါးကဲအတွင်းအာယတနာ6ပါးကိုပြောကြည့်ရအောင်ကဲဒီတော့အတွင်းအာယတနာဘယ်နှပါးရှိအတွင်းအာယတနာ6ပါးဆိုတဲ့ဒီအာယတနာဟာဘာသဘောအဓိပ္ပာယ်ရှိတော့တန်ត្រာကိုရှက်တတ်တဲ့သဘောရှိတယ်တဲ့နော်တန်ត្រာဘာလို့တတ်တော့ရှက်တတ်တဲ့သဘောရှိတယ်တဲ့သူတော်ကောင်းတို့နော်အဲ့ဒါကိုတဲ့သူတော်ကောင်းတို့မြတ်စွာဘုရားကဥပမာအမျိုးမျိုးနဲ့ဟောထားတာရှိတယ်ဓမ္မပဒမှာဝတ္ထုတစ်ပုဒ်မှာဒါစုံထောက်တချို့6ရောက်တဲ့ခန္ဓာရဲ့ဘာနဲ့တူအဲ့ဒါနည်းနည်းပြောပြလိုက်မယ်တူတူလေးပြောပြမယ်နော်မြတ်စွာဘုရားလက်ထက်တော့ခါတုန်းကဘုရားရှင်ကိုရောမြတ်ကြီးကိုဖူးမြော်ဖို့အဝေးကတန်ဃာတွေအုပ်စုလိုက်လာကြတယ်အုပ်စုလိုက်လာကြတန်ဃာများတော့မြတ်စွာဘုရားခန္ဓာကုတိတိုက်အထဲမှာတော့မဟုတ်တော့ဘူးနော်အပြင်မှာဖူးတွေ့ပုံရတယ်အဲ့လိုဖူးတွေ့နေတဲ့အချိန်မှာအတိတိချစ်ချက်လက်ရင်မူလတပိကြီးထဲကတပိတပါလာကုံဒလဒိဋ္ဌတဲ့လာကုံဒကဒိဋ္ဌအရက်ကပုတ္တုတုလေးဆိုပဲပုတ္တုတုဆိုပဲအသေးမနဲ့တကယ်ကိုဓမ္မဂရိကယဟန္တာအရှင်မြတ်ကြီးတရားဟောတဲ့အခါမှာအတန်သာလိုက်တာတဲ့သူတော်ကောင်းတို့နော်တရားဟောတဲ့အခါမှာအတန်သာတဲ့နေရာမှာဧတတက်ဖွဲ့ရဒကမကြီးရဲ့သူတရားဟောလိုက်ပြီဆိုရင်မထားနိုင်ဘူးတဲ့သူအတန်အဲ့လိုကောင်းတယ်နော်အတန်ကောင်းအောင်နဲ့တရားရှင်းပြတာလဲတော်မှတော်တဲ့အဲ့ဒီဓမ္မဂရိကလကုံတကာဒိဋ္ဌကအဲ့ဒီမြတ်စွာဘုရားတန်ဃာတွေနာကဖြတ်သွားတာပေါ့အဲ့ကိုရော်လေးတွေကမြင်တော့ဟောမကြည့်စမ်းဦးစင်းပူတဲ့တရားကလားဟုတ်လားအမလေးသူ့အရက်ကလည်းမြင်လိုက်တာမိုးထိမြင်တာပဲတဲ့ဟုတ်လားတိုးတပားနဲ့တပားဟုတ်လားလက်တိုးပြီးတော့ပုထုဇဉ်ပုဂ္ဂိုလ်တွေဘာဖြစ်ကုန်လဲမငြိမ်တော့ဘူးပြိဿလှုပ်ရွာတယ်ဖြစ်ကုန်နော်ကိုတော်ကလေးတော်ပူတာတဲ့ဟုတ်လားသူတော်ကောင်းတော့အဲ့ဒါနဲ့မြတ်စွာဘုရားကရှစ်တာတို့တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာပေါ့သေးပုဂ္ဂိုလ်မဟုတ်ဘူးတဲ့နော်အဲ့ဒီပုဂ္ဂိုလ်ဟာသူတော်ကောင်းတို့အမေနဲ့အဖေကိုတတ်ပြီးတဲ့ပုဂ္ဂိုလ်တဲ့နော်နောက်ပြီးတော့ဗာလဲမင်းနှစ်ပါးကိုလည်းတတ်ပြီးတဲ့ပုဂ္ဂိုလ်တဲ့သူဟုတ်လားထောက်လှမ်းရဲ့တချို့6ယောက်ကိုလည်းတတ်ပြီးတဲ့ပုဂ္ဂိုလ်တဲ့တိုင်းပြည်ကိုလည်းဖြတ်ပြီးတော့တိုင်းပြည်ကိုဖြတ်စည်းပြီးတော့ဟုတ်လားသန္တရာကလွတ်မြောက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့သူတော်ကောင်းတို့ဗာလဲမှတ်မိလားပြောကြည့်အောင်အမေတယောက်တစ်ပုံနဲ့ကြီးညိုဖို့ကောင်းလိုက်တာဟုတ်လားသူကဗာလေနံပါတ်1အမေအဖေတတ်ပြီးတဲ့ပုဂ္ဂိုလ်တဲ့ပြီးတော့ဘယင်နှစ်ပါးကိုလည်းတတ်ပြီးတဲ့ပုဂ္ဂိုလ်ထောက်လိုက်ရင်တချို့6ယောက်ကိုလည်းတတ်ပြီးတဲ့ပုဂ္ဂိုလ်တိုင်းပြည်ကိုလည်းဖြည့်ဆည်းပြီးတဲ့ပုဂ္ဂိုလ်ရှစ်သားတို့လည်းပဲတဲ့မြတ်စွာဘုရားအမေဖေတတ်ကြပါတဲ့ဟုတ်လားပြီးတော့ဗာလေဘယင်နှစ်ပါးကိုလည်းတတ်ကြပါတဲ့နော်ထောက်လိုက်ရင်တချို့6ယောက်ကိုလည်းတတ်ကြပါတဲ့ပြီးတော့ဗာလေတိုင်းပြည်ကိုလည်းဖျက်ဆီးကြပါတဲ့မြတ်စွာဘုရားကနော်အဲ့ဒါမြတ်စွာဘုရားကဒါရိုက်ဟောတဲ့တရားမဟုတ်ဘူးဝင်ကဝုဒ္ဓိအလင်္ကာပေါ့နော်ဗာလေဆောင်းပြီးတော့ဟောတာနော်မြတ်စွာဘုရားဗာလေဆောင်းပြီးတော့ဟောတာနော်ဗာလေစကထပုံစံမျိုးပေါ့နော်အဲ့ဒါလိုဟောတဲ့တရား
အဲ့တော့မြတ်စွာဘုရားကဟိုမေးတဲ့အခါဘုရားကအမေနဲ့အဖေဆိုတာဘာနဲ့ပါလဲဆိုတော့အမေကတဏှာနဲ့တူတယ်တဲ့အဖေကမာနနဲ့တူတယ်တဲ့သူတော်ကောင်းတို့ဘာကိုတတ်ရမလဲဘာနဲ့တူဘာဖြစ်လို့လဲဆိုဒီတဏှာကြောင့်ပဲသူတော်ကောင်းတို့ဒီနံပါတ်3ကွက်မှာတဏှာပြီးရင်ဥပါဒံပြီးရင်ကာမဘဝပြည့်စရာဩတဏှာကိုသစ္စာဘွဲ့ကာမဘဝပြည့်စရာဇာတိသစ္စာဘွဲ့ဘာသစ္စာကြောင့်ဘာသစ္စာရဒုက္ခသစ္စာဆိုတာခန္ဓာ၅ပါးရုပ်တရားနံတရားဘယ်သူကထုတ်လုပ်ပေးတာတဏှာကထုတ်လုပ်ပေးတာဒါကြောင့်သူကမွေးဖွားပေးတဲ့အတွက်ဘာနဲ့တူနိုင်မဲဆိုပြအမေနဲ့တူတာတဲ့နော်သူ့ကိုဗာလဲတတ်ရမယ်တဲ့နော်ဒီအမေကိုသွားမတတ်နဲ့နော်ဟုတ်လားသူတို့တော့ဘာကိုတတ်ရမယ်တဏှာကဘာနဲ့တူမြတ်စွာဘုရားကမာနတတ်ပါတဲ့အဖေနဲ့တူတဲ့သူတို့ကတော့ဘာလို့အဖေနဲ့တူလို့ပြောတာလဲဆိုတော့မိဘမှာဟုတ်လားတချို့ကမိဘကတရားသူကြီးဆိုတာငါအဖေကတရားသူကြီးกว่าတခြားလားကြွားတာလားကျောင်းဆရာကြီးဆိုရင်ငါအဖေကဟုတ်လားဘုံမှုကြီးဆိုရင်ငါအဖေကဘယ်လို့မှမကြောက်ဘူးကွာငါအဖေကဘုံမှုကြီးဟုတ်လားရှင်းနေကြီးဆိုရင်ပြောပါမယ်လေငါအဖေကရှင်းနေကြီးမကြွားဘူးလားအဲ့ဒါကြောင့်မာနကဘာနဲ့တူနောက်ပြီးတော့ဗာလေမင်းနှစ်ပါးကဗာလေသတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိတဲ့ဟုတ်လားသတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိဟုတ်လားဟောဒီကဘာကြီးကိုအုပ်ချုပ်နေတာတဲ့နော်သူကပဲသတ္တရဒိဋ္ဌိသက္ကာဒိဋ္ဌိလေသူပဲမွေးပေးတာလို့ပြောတယ်နော်အဲ့ဒါကြောင့်မလို့သတ္တရဒိဋ္ဌိဆိုတာဗာလေအသက်ကောင်းဝိညာဉ်ကောင်းလိပ်ပြားကောင်းသေသွားရင်အဲ့ဒီအကောင်ကပဲနောက်ဘဝမှာဟုတ်လားသူတို့ကောင်းတော့ယုံနာခန္ဓာဖန်တီးပေးတယ်သူတို့ကဒီလိုယူကြတာကိုလူဘဝနတ်ဘဝဒီအကောင်ကလေးကဖန်တီးပေးတယ်ဆိုဗာဒိဋ္ဌိမသေးဘူးလေအသက်ကလေးထွက်သွားတယ်ဆိုခွဲအဲ့လိုထွက်တာဟုတ်လားယုတ်လည်းပြက်တယ်နာလည်းပြက်တယ်နောက်အဲ့ဒီဖြစ်ပြက်သွားတဲ့ယုတ်နာဟာနောက်ဘဝလိုက်လားနောက်ဘဝမှာယုတ်လည်းမလိုက်နာလည်းမလိုက်ဟုတ်လားဒီကယုတ်နာတွေဖြစ်ပြက်သွားနောက်ဘဝမှာအစားထိုးပေါ်တယ်မှန်ကြည့်တယ်လို့ပေါ့မှန်တယ်မှကြည့်လိုက်သူတော်ကောင်းတို့အယုတ်တွေမှန်တယ်ဝင်သွားတာဟုတ်ရဲ့လားဒီယုတ်ကဒီမှာပဲမှန်တယ်ကအယုတ်ကမှန်တယ်ကအယုတ်ပဲဒါကြောင့်ဒီအယုတ်နဲ့မှန်တယ်ကအယုတ်ဆက်ဆက်မှုမရှိဘူးလားအကြောင်းကြောင့်ဟုတ်လားအတူတူဆိုလို့ရှိရင်မှန်ခွဲပလိုက်ရင်ဒီကလူလဲကွဲရမှာပေါ့မတူဘူးနော်အကြောင်းကြောင့်ဒီလိုပဲဟုတ်လားဒီဘဝကသေတဲ့ယုတ်နံကိုအကြောင်းပြုလို့ဟုတ်လားကံစွမ်းအားတတ္တိကြောင့်နောက်ဘဝမှာယုတ်နံပေါ်တာပဲဟုတ်လားအဲ့လိုအမှန်ကိုသိရင်ဗာဒိဋ္ဌိပြုတ်သတ္တတဒိဋ္ဌိတချို့ကလည်းဒီဘဝဆိုတာကွာတဲ့သုတ်တံမှာဆုံးတာပဲနောက်ဘဝဆိုတာဖြစ်เสียအကြောင်းဗာဒိဋ္ဌိကဲဒီတော့သတ္တတဒိဋ္ဌိဥစ္စေတဒိဋ္ဌိဝိပဿနာတရားရှုလိုက်တော့မကွာဘူးလားဒါကြောင့်မြတ်စွာဘုရားကဘာနဲ့ဘာကိုတတ်ဘယင်နှစ်ပါးကိုတတ်တယ်နောက်ဒါဆုံး6ယောက်နဲ့တူတဲ့ဗာလေတချိုး6ယောက်ကိုတတ်တယ်ဗာလေအဲ့ဒါအာယနာ6ပါပဲဗာလေမျက်စိအကြည်အဲ့ဒီမျက်စိအကြည်နောက်ကလည်းပုံနေတာတချို့တဲ့တဏှာဟုတ်လားနားအကြည်နောက်ကလည်းသူကဗာလေပုံနေတာဟုတ်လားနှာခေါင်းအကြည်နောက်ကလည်းရှားအကြည်နောက်ကလည်းကိုယ်အကြည်နောက်ကလည်းစိတ်နောက်ကလည်းဟုတ်တယ်လေသူတော်ကတော့လှလှလေးတစ်ခုကြည့်လိုက်ရင်ဘာဖြစ်ရှင်ပါလဲဘယ်လိုလဲတဏှာတခြားလားတချို့လားဘယ်ကိုပို့ပေးမယ်ဟုတ်လား30ဘောအကျဉ်းထောင်တွေကိုသူပို့ပေးမယ်လေသူတချို့လုံးနေတာဟုတ်လားရှင်းရှင်းလားနားနောက်မှာလည်းဘယ်လိုရှိဒါကြောင့်မလို့နိုင်အချိန်စိတ်ခါနေတဲ့အတွက်ကြောင့်မလို့ကဲသူတော်ကောင်းတို့တချို့ပဲ2ယောက်ကိုတတ်ရမယ်သူတော်ကောင်းတို့ဝိပဿနာတရားအားထုတ်နေတာဘယ်သူကိုတတ်နေတာဘယ်2ယောက်သေးသွားပြီတော့မမဲ6ယောက်လေဟုတ်လားကဲ6ယောက်စလုံးသိရင်တော့ဟုတ်တာပေါ့ဗျာဟုတ်လားနောက်တစ်ခါပါလေတိုင်းပြည်ကိုဖျက်ဆီးရမယ်ဒီတချို့6ယောက်ကိုတတ်ဖြတ်လိုက်မှတော့30ဘုံဆိုတဲ့တိုင်းပြည်ကြီးကလည်း
ပြည့်စည်သွားပြီဟုတ်လားကဲဒါကြောင့်မလို့သူတော်ကောင်းတို့မြတ်စွာဘုရားကဲဘယ်လိုဟောတော့အမေနဲ့အဖေကိုတတ်ကြပါပြီးတော့ကဲသူတော်ကောင်းတို့လေနံပါတ်1ဘယ်လိုကိုတတ်ရမှာနံပါတ်2နံပါတ်3နံပါတ်4အဲ့ဒီပြီးမှနိဗ္ဗာန်ကိုရောက်မှာဟုတ်လားဒါကြောင့်မို့လို့မနေ့ဖြန်လေးလာတတ်ကြနော်ဟုတ်လားခုတော့ကြပြေးမသွားကြနဲ့ဟုတ်လားကဲဒါဖြစ်ရင်သူတော်ကောင်းတို့ကဲဒီတော့အဲ့ဒီအာယတနာ12ပါးဆိုတာလေတခြားကပွားတာလားခန္ဓာ5ပါးပွားတာလားခန္ဓာ5ပါးရှုံးလိုက်တော့ဘာနဲ့ပါဝိပဿနာဉာဏ်နဲ့တနည်းအားဖြင့်သမ္မာဒိဋ္ဌိ5မျိုးနဲ့နောက်ဆုံးဝိပဿနာသမ္မာဒိဋ္ဌိနော်တတိယဖြစ်တဲ့ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ရှုလိုက်တဲ့အခါဒီယုံနာတရားမြဲနေတဲ့တရားလားဖြစ်ပြီးပြည့်နေတဲ့တရားလားယုံနာဖြစ်ပြက်ကဘာတိစာမြင်တဲ့ဉာဏ်ကဘာတိစာနံပါတ်2အကွက်မှာရှိတဲ့ခန္ဓာ5ပါးဖြစ်ပျက်ကိုမြင်တဲ့အချိန်မှာဒီဖြစ်ပျက်ဒုက္ခသစ္စာတရားကိုမြတ်နုနှစ်သက်ตายရတဲ့နံပါတ်3ကွက်တဏှာလာပါအောင်မလားမသိတဲ့အဝိဇ္ဇာလေးလာပါအောင်မလားမသိတဲ့အဝိဇ္ဇာကဘာဖြစ်သွားဝိဇ္ဇာဖြစ်သွားတယ်ဟုတ်လားတဏှာကလည်းဘာဖြစ်သွားအာလောဘဖြစ်သွားတယ်တဲ့နော်အဲ့ဒါဖြစ်ရင်အဝိဇ္ဇာတဏှာဘာဖြစ်သွားအဝိဇ္ဇာတဏှာပြတ်သွားပြီနော်ချုပ်သွားပြီဒါဖြစ်ရင်အဲ့ဒီအဝိဇ္ဇာတဏှာချုပ်အောင်အဝိဇ္ဇာတဏှာသေအောင်ဘလူကတတ်တာဉာဏ်ကတတ်တာတဲ့ဘယ်ပေါ်မှာမြင်တဲ့ဉာဏ်ခန္ဓာယုံနာဖြစ်ပြပေါ်မှာမြင်တဲ့ဉာဏ်အဲ့ဒီဉာဏ်သစ္စာဖွဲ့ဘာသစ္စာသေတာကဘာသစ္စာနောက်ခန္ဓာတွေငြိမ့်ပြီးတော့တိတ်မာကဘာသစ္စာသစ္စာ4ပါးလေပေါ်ပြီးတဏှာကြီးလည်းပြည့်ပြီးသာဓုခေါ်တော့ကြအောင်စို့